တော်ဒီနေ့ပြောရမှာတော့ပင်လယ်ပြာကြီးပုံမဲ့တစ်ခုဖြစ်ပြီးဒါဒါကြီးရဲ့ရတနာကိုလိုက်ရှာကြတယ်ဓမြကြီးကိုတော့ရောက်နေသူတို့တွေဘာကြောင့်တချုံခဲ့လဲဆိုတဲ့အကြောင်းပဲဖြစ်ပါတယ်ဘုံတိုင်းနေထိုင်ပြီးတိုင်းနေကျန်းနေတဲ့အချိန်မှာတော့တင်မောတကြီးဟာတိုင်းနေချားရဲမှာရဲရဲဝံ့ဝံ့ရွက်နေပါတယ်ဒီတင်မောကတော့အနီရောင်ပင်လယ်ပြာကြီးကိုဆောင်နေတင်မောဖြစ်ပြီးပင်လယ်ပြားရဲ့ထုံးစံတိုင်းကပ်ပင်လို့စီမှာကိုစားအမိတ်ပြင်မဲ့အိမ်မွေးတိတ်ဆန်တဲ့ကောင်ရှိပါတယ်တင်မောပေါ်မှာတော့ဇလိုက်ကြော်ကြီးတွန်းပါလာပြီးတို့ဟာတခြားတင်မောသားရဲ့မဟုတ်ပဲအေးစစ်စစ်နဲ့လိုက်လာနေပါတယ်အလုံးဆက်မလို့တဲ့အပြင်စားချင်တဲ့အချိန်မှာစားချင်တာအောင်စားနေရပြီးဆရာကြီးကိုအယုံလို့ပြီးတော့ခွင့်ကျွေးနေရမယ်ဂျယ်ရီဆိုတဲ့ကြွက်ကလေးပါရှိနေပါတယ်သူဟာသူဖမ်းမိကြတဲ့ဂျယ်ရီကိုအားရပါရတိတ်ဆက်နေတော့ကပ်ပင်တို့ဟာတင်မောခန့်လေးကိုဝင်လာပြီးအချောက်ကိုလေးတုံကိုတွေ့သွားပါတော့တယ်ကပ်ပင်တို့ဟာပင်လယ်ကအတိုင်းကြီးဒါပဲអော်နေပေမဲ့သူ့ရဲ့ကြက်တူကြီးကတော့အကုန်လုံးဝါသာပြန်ပေးပါတယ်ကပ်ပင်တို့ကအလုံးမလို့ပဲတဲ့နေတဲ့တုံကိုပခတ်ပေါ်ကနေငွေရရောက်သွားလို့တခြားလိုက်ပြီးတုံကတော့တင်မောပိုက်ခံနေရတယ်ကိုဝက်ကိုထိလွတ်ထက်သွားရပါတယ်တုံလွတ်သွားတော့တွဲချီခံရတဲ့ဂျယ်ရီပါတခါလေးပါသွားပြီမဲ့လမ်းတော့ပါနေမယ်တင်မောကတခါလေးအတက်ကိုဆွဲလိုက်တာမို့လို့သူနဲ့တော်ကိုချီရတဲ့ဂျိုးကလည်းတခါလေးတက်သွားပြီးဂျယ်ရီရဲ့ကြံနေခဲ့ပါတယ်တုံကတော့တယောက်တည်းနှစ်မဆလောက်နှထွက်နေပြီမဲ့ဂျယ်ရီရဲ့လူသွားအောင်တည့်ရတာကြောင့်တိတိကျကျပြန်ပြီးလိုက်ဖန်ပါတယ်ပြင်းလွှိုင်းနဲ့ဂျယ်ရီရဲ့လက်ကောက်မှုကြောင့်တော်ကတော့သူ့ကိုယ်သူပဲအရော်နဲ့ထိလိုက်ပြီးအနှောက်ဆောင်ပါတခါလေးမိချို့ပေးလိုက်ပါတယ်ဒီလိုမျိုးလက်ကောက်သားပြင်းလွှိုင်းချင်တဲ့လုပ်နေတဲ့အချိန်ရဲတစ်ခုကတက်ခတ်လာပြီးတုံမဲ့ဂျယ်ရီတို့ရှိရောဘယ်လိုတစ်ခုပါလဲပလင်းတစ်ခုကတက်တက်မရောက်လာခဲ့ပါတယ်ဒါကြောင့်တုံလည်းဂျယ်ရီကိုတိုးလိုက်ပြီးပလင်းကိုဖွင့်လိုက်တဲ့အချိန်အထဲမှာတော့မြေပုံတစ်ခုကိုတွေ့ရပြီးအဲ့ဒါဟာတခြားမဟုတ်ပဲရတနာမြေပုံတစ်ခုဖြစ်နေတာကိုကြည့်လိုက်ရတာတုံကတော့ချမ်းသာပြီးဆိုပြီးစိတ်ကူးထဲမှာနေပဲရှင်ပင်လေးထဲမှာလက်နဲ့ကူနေတဲ့ချိန်သူ့ရဲ့ရှင်ပင်လေးကိုဂျယ်ရီရပါဝဲလာပြီးတခါလေးမြေပုံမှာလူပြေးသွားပါတယ်ဂျယ်ရီကရွှမ်းမတိုင်းပေါ်ပြေးတက်သွားတာမို့လို့တုံတယောက်နဲ့အသက်တက်လိုက်ယူပေမဲ့နောက်ဆုံးမှာတော့ရွှမ်းမကြီးပဲဖျက်မိသွားလို့ကပ်ပင်ကပြန်ပြီးချုပ်ခိုင်းတာကိုပဲခံလိုက်ရပါတယ်တင်မောချက်ကိုပြန်ပြီးချုပ်နေရတာကိုဂျယ်ရီရဲ့နောက်နေရမို့လို့တုံလည်းဒေါသကြီးထွက်လာပြီးရွှမ်းတိုင်းယူပါတခါလေးချမှုနဲ့လုပ်နေတာကပ်ပင်ကသူ့ရဲ့နောက်ကိုပြန်ပြီးရောက်လာတာမို့လို့တရွေးနဲ့တိုင်ရုံပြက်ကပ်ပေးလိုက်ရပါတယ်ဒါမဲ့တစ်ခါမှလည်းအနာဂတ်မှာသူ့ကိုတတိပြတော့ဆောင်းပေးမဲ့မြေပုံနဲ့လက်လက်မခံနိုင်တာကြောင့်ရွှမ်းမတိုင်ပေါ်ရောက်ပြီးတက်သွားပြီးဂျယ်ရီကိုရောက်လိုက်ဖမ်းပါတယ်အမြဲတကွက်ချုံနေတဲ့ဂျယ်ရီကတော့ရှေ့ကနေပဲဥအောင်ပြေးသွားပြီးဂျယ်ရီရဲ့ကျေးဇူးနဲ့ပဲတရွေးနဲ့ရေးလေးကထားရွတ်တက်ရတယ်အောင်ဆုံးကနေစပြီးထပ်ပိုင်းကျိုးသွားခဲ့ပါတယ်ဒီတစ်ချိန်မှာတော့သူ့ဟာမရရလို့ဂျယ်ရီကိုဖမ်းလိုက်ပြီးစကြဝဠာအပြည့်ထိကျသွားလို့အပြောက်ထုတ်ထည့်ပြီးတခါလေးပစ်ထုတ်ပေးလိုက်ပါတယ်ပြီးရတယ်ဘယ်သူမှမသိအောင်မြေပုံထုတ်ပြီးဖက်ကြည့်ပေမဲ့မြေပုံထဲမှာရှိတဲ့အယိုးကောင်းတင်နေတာအမှတ်သားကြီးဟာတခါလေးအသက်ထဝယ်လာခဲ့ပါတယ်ပြီးရတယ်အယိုးကောင်းကြီးဟာဒီမြေပုံဟာတာမန်မဟုတ်ပဲတိတ်ဆာမိနေတဲ့အကြောင်းနဲ့စပယ်နစ်မိန်းမရှိရဲ့ရတနာတွေကိုအရာယူနိုင်မယ်ဆိုရင်ဒီမြေပုံမှာရှိတဲ့အကျိုးဆက်တွေကြောင့်ကျန်လာမယ့်အရာတွေကတောက်ဆက်ကောင်းတဲ့အရာတွေဖြစ်ပြီးဘာလဲဆိုတော့ဘယ်တွေးကြည့်လို့အရမှာမဟုတ်ပါဘူးလို့ပြောပါတယ်တွေးကြည့်လို့တော့မရဘူးဆိုလို့တော့တွေးကြည့်လိုက်မိပြီးအယိုးကောင်းကတော့တိတ်ဆာမမိချင်လို့ရှိရင်နေလို့ခင်မှာမြေပုံကိုပလင်းနဲ့ကိုပြန်ထည့်လို့တောက်ဆက်ကောင်းတဲ့အတိုင်းနဲ့ပြောသားပါတယ်ဒါကြောင့်တုံနဲ့ကြောက်လက်လက်ချာနဲ့ပလင်းကိုပြန်သွားကြည့်တဲ့အချိန်ကိုယ့်ဘက်မှာရှိနေပြရမလို့စိတ်အေးသွားပြီလေကိုယ့်ဘက်စီနေတဲ့တင်မောသားတယောက်ကတချင်းဆိုလို့ပဲပလင်းနဲ့ကိုလွတ်ပလိုက်တာမို့လို့ခေါင်းနှမကြီးသွားရပါတယ်ဒါကြောင့်တုံနဲ့မြေပုံပြန်သွားကြည့်လိုက်တော့အယိုးကောင်းကနေမှုကင်းတော့ဆိုပြီးအချက်ချင်းတတိပေးသွားတာမကြခင်ပါပဲနေရဝင်တော့မှဖြစ်ပါတယ်အချိန်လေးမှာပဲကပ်ပင်တို့ကလက်ထိုက်ကျိုးသွားတဲ့ကိစ္စနဲ့တုံပြဿနာလာရှာနေနေမြေပုံကိုတွေ့သွားပါတယ်ပင်လယ်ကောင်းကနေရတော့လေသူ့ရဲ့ချက်တူကြီးကတော့မြေပုံကိုတွေ့ရတဲ့ဒါစပိတ်ရွှေရဲ့ရတာတွေပဲဆိုတာကိုတချင်းသိလိုက်ပြီးချက်တူကြီးကတော့ခြေစလုံးတွေတော့မှခိုက်တုံနေပြီလို့ပြောပါတယ်တကယ်တော့ကပ်ပင်တို့ကသူ့ရဲ့ညီကိုတွေဖြစ်တဲ့အတက်အောင်ပင်လယ်ကဖော်ခဲအောင်ပင်လယ်ကဖော်လို့တဲ့သူဒီရတာတွေကိုရှားဖို့တက်တယ်လာခဲ့တာအဲ့ဒီ40ကျော်ကြာလာခဲ့ပြီဖြစ်ပါတယ်ကပ်ပင်တို့ကပထမတော့ဟာတုံကိုကမ္ဘာသာကျူးလုပ်ထားတာဆိုပေမဲ့မိရှာတီရတဲ့ညီပုံကြောင့်စိတ်တောင်းသွားပြီမိကကောင်းလို့သွားလို့ချက်တူကြီးကပြောပါတယ်စကြဝဠာအပြင်ကိုလွှင့်နေတဲ့ဂျယ်ရီကတော့အခုထိတွေ့နေတော့ဖြစ်ပြီးတနေ့မှတော့အပြောင်ပင်လယ်ကဘိုးရဲ့တင်မောကိုသွားတင်ပါတယ်အပြောင်ပင်လယ်ကဘိုးရဲ့ချက်တူကြီးကသဘောကောင်းပေမဲ့အများတော့သဘောမကောင်းတော့ဂျယ်ရီကခွေးသာကြိုးခံမဲ့ဘဝအောင်ရောက်နေပါတယ်အဲ့ဒါနဲ့ဂျယ်ရီလည်းမြေဖို့အကြောင်းကိုပြလိုက်ပြီးသူ့ရဲ့အတက်နဲ့အပေးယူတော့ပါတယ်အများဘောကတော့ချက်ချင်းမဲ့သဘောတူလိုက်ပြီးမြေဖို့ယူဖို့အတွက်လက်ရှိမှာမြေဖို့ရှိနေတဲ့သူ့ညီရဲ့ရိုစီကိုမိသားစုကပြတ်ဆုံးပတိတလောက်ကြရအောင်လို့ချက်တူကြီးကပြောလိုက်ပါတယ်အနီရောက်ပင်လယ်ကရိုစီမှာတော့လဲကျနေတဲ့ရွက်တိုင်ကြီးကိုတော့ကဲထောင်နေရပြီးကပ်ပင်ရလည်းတော့စိတ်ပြန်မလဲစီတယ်လို့တော့ပြောနေပါတယ်ဒါမဲ့အဲ့စစ်ကွက်တိပါပဲအပြောင်ပင်လယ်ကြီးဘောကအနှွဲ့နဲ့ထုလိုက်တာမို့လို့ရွက်တိုင်နဲ့တော့စိတ်ပြန်ပြီးတော့အရင်ကနေကြိုးသွားပြန်ပါတယ်အများတို့လည်းတိတ်လေးကိုကျလာစားတယ်သူ့ကိုဘောကိုအလုံးနဲ့တက်ပြလိုက်ရင်းနဲ့တမန်တကြီးဟာအတက်နဲ့ထုကုန်ကြပါတယ်ဂျယ်ရီကလည်းအကွေးရတယ်တော့အလုံးနဲ့ထပ်ပြနေပြီးအမားလေးနဲ့ဖြစ်သွားတာကြောင့်တော့မှတခါတည်းအပြောင်သမောစီကိုလွတ်ထွက်သွားပါတယ်ကမ္ဘာရဲ့မနက်ကတော့ဘယ်နဲ့ချင်းဆယ်ရတာနဲ့ပဲပြည့်ရတဲ့တိုင်းဖြစ်သွားကြပြီးတော့ကတော့အပြောင်ကပလီရဲ့ခွင့်ပြုလို့ရပါတခါတည်းရေခဲချပေးလိုက်ပါတယ်ပလီကတင်မောလက်စီကတော့အချင်းချင်းချကိုချပြီးကျက်တူရဲ့နှကောင်ကတော့သူတို့ရဲ့ဘာသာပြန်လုပ်တဲ့အကြောင်းကိုအချင်းချင်းအတက်နဲ့ရှင်းဖွင့်နေကြပါတယ်တိုက်ခိုက်နေကြတဲ့ဓမြတွေချားတွေကနေပဲကြောက်တော့ချက်ကလည်းရောက်ကြဖြစ်နေကြပြီးဂျယ်ရီကအနီရောပလီကြီးစီကနေမြေပေါ်ရောက်ပြီးနိုင်ပါတယ်ဒါမဲ့ဂျယ်ရီလက်ထက်ကနေခွင့်ပြုစပိုက်ကတက်တောင်းလိုက်ပြီးမြေပေါ်ဖက်ဖက်ရင်းနဲ့သူလည်းစိတ်ကူးထဲမှာပဲရှုံပုံတွေချားထဲမှာလက်ပြကူနေရပါတယ်ဂျယ်ရီကတော့သူ့စီကနေမြေပေါ်ဓမြတွေသွားနေဓမြရဲ့ခွေကိုမချေတဲ့ဖြစ်နေရမို့လို့ဓမြကြီးတွေပြန်လာလိုက်ပြီးအနီရောပလီကတော့တော့မြေပေါ်ပြန်ယူဖို့တက်ခိုင်းလိုက်ပါတယ်ဒီလိုနဲ့ပဲမြေပေါ်ကကြောင်စီကနေခွေးစီကနေကြွတဲလို့နေကြရတဲ့နောက်ဆုံးတော့တွဲရတဲ့ထဲရောက်သွားတဲ့အချိန်မှာပဲမြေပုံထဲကအချိုကောင်းကြီးကနေလို့ရင်မှာပလေးလေးကိုတက်ထိရမှာတော့ဆိုပြီးတတိပေးရတဲ့အတိုင်းထွက်လာပြန်ပါတယ်
ဒါမဲ့လေတော့ဟာစိတ်ဓာတ်ခံကနန်းစာကျွေးခံပါပုံပြီးကြောက်ရမလို့မြေပုံကိုပေးလိုက်ကြီးလို့စီကိုပဲအလိုက်ရပါတယ်။ဒါပြောင်းတော့မြေပုံရတယ်သူ့ကိုဘုံရုပ်ထုတစ်ခိုင်ပြပြပို့တတ်လို့နေပြီ။ဘောကလည်းသူ့ညီကို Spanish မရတဲ့တရားကြီးစိတ်ဓာတ်သိနေရတော့ဆိုပြီးပါရှာပါတယ်။ဘူကတော့ချက်တူကြီးဆရာတဲ့ဆက်ဘာဖြစ်ဖြစ်သူဟာရအောင်ယူမဲ့အကြောင်းပဲလိုက်ပြီးသူ့ကိုရဲ့တင်မောကိုရေပန်လို့အနောက်ထုတ်ပေးလိုက်ပြီးတက်တက်လှုပ်ဆက်သွားပါတယ်။အနီရောတင်မောသားကြီးတိုက်ပွဲနေလာခဲ့လို့အောက်ဘက်ခံနေကြပြီးကပ်ပီရိုကလည်းမြေပုံတင်ယူလာပေးတဲ့တူမချောက်တကူနဲ့ဆူချပါတယ်။ပြီးရတယ်မြေပုံကိုအကြမ်းထိုင်ကြည့်နေတဲ့အချိန်ဂျယ်ရီယာသူ့ရဲ့အပေါ်ကနေမြေပုံတစ်စစ်ပြန်ပြီးကော်ပီကူနေပါတယ်။ဒီလိုမျိုးကြည့်နေတဲ့အချိန်တွင်းမှာပဲဒီလိုတောင်းပြီးဖြစ်တာကြောင့်အယိုးကောင်းကလည်းအတက်ဝင်လာခဲ့ပြီးဘယ်လိုရတော့ကျသွားပြီးလို့ထပြောလာပါတယ်။ကပ်ပီရဲ့ချစ်သူကြီးကလည်းဘာလို့ကြောက်လို့ပဲမသိဖြစ်နေတဲ့အချိန်အယိုးကောင်းရဲ့တော့ချိန်ထပ်ပြီးရှင်းပြရပြန်ပါတယ်။အခုဆိုရင်ကျိန်းစာတင်မောမှာရှည်သူတွေအားလုံးပေါ်တက်ရောက်သွားပြီးဖြစ်တဲ့အကြောင်းနဲ့တကယ်တော့အဲ့ဒီအယိုးကောင်းကြီးကချားစုမဟုတ်ပဲ Spanish man ကိုယ်တိုင်ပဲဖြစ်နေပါတယ်။ Spanish man ကတရားတော့တခါတည်းအတက်ဝင်လာခဲ့ပြီးသူ့ရဲ့လက်အောက်ဝယ်သားတွေကိုပါဆက်ခေါ်လိုက်ကတင်မောကိုတခါတည်းအပိုင်သိမ်းကြပါတော့တယ်။တရားပဲအယိုးချုပ်ပေးတဲ့နိုင်ရဲ့ကြောင့်တင်မောသားတွေရောတင်မောဘွားတရိတ်ဆန်တွေပါဟုတ်ပြီးဒီဖြစ်ကုန်ကြပြီးကဲပီတဲ့တင်မောသားတွေကလည်းမကြခင်ပါပဲတင်မောကိုဆုတ်ခွာပြီးထွက်ပြေးကြရပါတယ်။အတုံးဝင်တော့တင်မောကိုဆုတ်ခွာလာရင်လည်းတပြားကြီးလက်အောက်ဝယ်သားတွေကသူတို့ရှိသေးလေးနဲ့ဆက်ပြီးတော့ခက်လာကြရပါတယ်။လမ်းမှာအခက်အခဲပေါင်းစုံနဲ့တွေ့ကြရတယ်လို့စိတ်ပင်ပန်းလူပင်ပန်းနဲ့ဆိုင်မှုရဲ့ခံလေးကိုပါအသိလက်ခံစားနေရပေမဲ့နောက်ဆုံးမှာတော့သူတို့အိမ်သာတစ်ရဲ့ပန်းတိုင်းကျော်လာကြပြီးပဲဖြစ်ပါတယ်။အဲ့ဒီနေရာကတော့ဂျိုးရိုးတုပ်ပဲဖြစ်ပြီးမိဘနဲ့ပါရန်ဆိုင်လုပ်ထားတဲ့နေရာပဲဖြစ်ပါတယ်။ဂျန်ကနာဆိုတဲ့အကြောင်းကြားလိုက်ရတယ်ဒီနေ့ကတက်ချသွားကြပြီးတုံကတော့ကပိစီကနေပြီးပေါ်ခပိုက်တက်ပြီးထွက်ပြေးသွားပါတယ်။ကပိရူကတော့ဒေါမပြီးကြံခဲ့တဲ့အချိန်ကျောင်းလက်ချက်ကတော့လိုက်ကရတဲ့မန်းတွေရတယ်လို့အောင်လို့ပြေးနေရင်ဂျိုးကျုံပေါ်တခါတည်းသွားပြီးပဲဖြစ်ပါတယ်။ရိုးကျုံပေါ်ရတာနဲ့တုံတဲ့ချိန်တို့ကလူစုကွဲသားကြပြီးဂျယ်ရီကတော့သူ့ကူးလာတဲ့မြေပေါ်အစိပ်ပိုင်းဟာပေါ်ပေါ်နေတဲ့ချိန်သူ့ရဲ့ခေါင်းပေါ်ရောက်နေပြီမလို့ရေရတဲ့ချိန်ပဲမြေပေါ်ကိုကြည့်ပြီးတက်တဲ့ကျန်တာရှာဖို့ပြတ်ထွက်သွားပါတယ်။တုံကလည်းချက်ချင်းဆိုလို့ပဲရတနာကိုလိုက်လာရင်ဂျယ်ရီကိုတွေ့တော့အနောက်ကနေပြေးလိုက်ပါတယ်။ဒါပဲပြေးလိုက်နေပဲလူကြီးပေါ်ကတက်ရမိတဲ့အချိန်ဒီကြီးရုပ်ထဲမှာနှုတ်တော့တဲ့အခြေအနေဖြစ်သွားပါတယ်။မနှုတ်ခင်ပါလေဂျယ်ရီကိုလိုက်ပြီးအကူကြီးတောင်းနေပြီပဲဂျယ်ရီကတော့မူနေပြီ။ဘာဖြစ်ဖြစ်နောက်ဆုံးမှာတော့တော်တနာတို့ရောက်တက်ပေးလိုက်ပါတယ်။သူ့ရဲ့အတက်ကိုလူလေးနေကြပြလိုက်တာကြောင့်တုံကလည်းဂျယ်ရီကိုသိကြည့်သွားပြီးမြောက်သားရင်းကြီးရသွားကြပါတယ်။ဒီလိုနဲ့ဆက်သွားကြတဲ့အချိန်ရတနာတွေလက်ရှာနေတယ်ရိုးကျုံမှာတောင်းနေတယ်ခရောက်ပင်လေးကြီးပေါ်တဲ့သားတို့ကပင်လေးကြီးပေါ်ကတော့သူ့ရဲ့ညီကိုလိုမဟုတ်ပဲစကားကိုသူကလည်းပြောတာဖြစ်ပါတယ်။ဒီရက်လည်းအော်နေတယ်သူ့ရဲ့ချက်တူကြီးကိုဟောက်လိုက်ရင်းနဲ့ကြောက်လက်ချက်ကိုလည်းသူ့ကိုစကားတပြောလို့ဆိုပြီးမင်းတို့ကပါလေငါ့ကိုမခက်မလေးတက်လို့တာလားဆိုပြီးပွားနေတဲ့အချိန်ဒနာကြီးရဲ့ဝိုးရုံကရုပ်ပြဆိုလိုမျိုးကွက်ထက်သွားပါတယ်။တကယ်တော့ပင်လေးကြီးပေါ်ကအရင်ကတည်းကမပြီးရလူမှုလေးဖြစ်ပြီးသူ့ရဲ့အောက်မှာတော့မြောက်တရားတကောင်ပေါ်တကောင်စစ်ပြီးတော့ဒနာကြီးကိုမှာထားပေးရတာပဲဖြစ်ပါတယ်။ဒနာကြီးကတော့သူ့ရဲ့လူဝက်ချက်တွေကိုပြက်ကတီးတော်ပြီးမလို့မြောက်တီကိုတိုင်ဖိုက်ခိုင်းလိုက်ပြီးဒီနေ့ကောင်ကမပြောတူရောက်နေရလဲဆိုတာကိုငါသိရလို့ပြောနေပါတယ်။ကျောင်းလက်ချက်လည်းမြောက်တီလက်ထက်မှာပြင်းသွားရင်လည်းပရိသမားလေးဂျယ်ရီယာသူ့ရဲ့လက်ကိုလိုက်တာရင်းနဲ့နှုတ်ရဲကိုကြာသွားတဲ့မြောက်တီကိုပြန်ပြီးကြရပြန်ပါတယ်။ပြုံနဲ့ကဲပြီးရပါလိမ့်မယ်ထိုးစံတိုင်းပုံမှန်တိုင်းမဖြစ်သွားပြီးသူ့ရဲ့လက်ကိုမြောက်တီကပြန်ပြီးလိုက်ကြပြန်ပါတယ်။တနည်းအားဖြင့်တော့မြောက်တီကဂျယ်ရီကိုပြီးရမယ့်အချိန်မှာသူကနယ်ကျိုးနဲ့ခေါ်လိုက်ပြီးဂျယ်ရီကိုပြောင်းလဲခဲ့လိုက်ပြီမယ်။အကဲကောင်းပြီးတော့ညဆိုတော့ခေရောက်တဲ့နေရာကြီးပုံရဲ့ဂျုံးတဲ့တဲ့ကတော့ကြာသွားပါတော့တယ်။ဒီလိုနဲ့ပြန်မြောက်တီရဲ့ကျောင်းလက်ချက်ကိုသူတို့ရဲ့ကပ်တင်စီကိုပို့လိုက်ကြပြီးခေရောက်တဲ့နေရာကြီးရတယ်တူတီကျုံးပေါ်ဘယ်လိုခရလဲဆိုတော့ပြန်ပြီးပြောပြပါတယ်။ရုံးရဲ့နှစ်ပေါင်း40လောက်ကနောက်ဆုံးပြည်နယ်က3ယောက်ကအရင်ချစ်ကြတဲ့ညီကိုတွေပဲဖြစ်ပါတယ်။ဂျဲဒနာမြေပုံကိုလည်းအားလုံးတူစောင်းခဲ့ကြပြီးဂျဲဒနာအောက်ဘက်ကောင်ကိုလည်းအတူတူချပြီးပို့တဲ့အကြံတွေထားခဲ့ကြပါတယ်။ဒါမဲ့ Spanish man မြေပုံကိုအားလုံးတူတူဖွင့်လိုက်မိကြတဲ့အချိန်မှာပဲထူးဆန်းတာတွေစဖြစ်လာပြီးညီကိုတွေစပြီးကြံထားခဲ့ကြပါတယ်။ဒါရီယာချိန်ဆိုင်တရားမှုကြောင့်ဖြစ်ပြီးသူတို့ရဲ့အမေကတော့သူတို့ရဲ့သားတွေကိုအခုလိုမျိုးသူတို့လုပ်ခဲ့တဲ့မြေပုံတွေအကုန်လုံးပြည်နယ်ကိုပြည်နယ်ထည့်ပြီးတစ်ခါတည်းလွတ်ပြင်းထည့်လိုက်ပါတယ်။အဲ့ချက်လေးစပြီးသူတို့ညီကိုတွေလည်းနှစ်ပေါင်း40ကြာတဲ့အထိပြည်နယ်ထဲမှာကျွမ်းနေနေတဲ့ Spanish man မြေပုံရှာနေကြပေမဲ့မြေပုံကိုအဆောင်ဆုံးတစ်ချတွေ့လိုက်ရတဲ့ခင်းရုံဖောကတော့အဲ့ဒီချိန်ကလေးကနေစပြီးဒီကျုံးပေါ်လာခဲ့တာဖြစ်ကဒေသတွေကိုပြောင်းလဲကြည့်ပြီးရှာနေတာပဲဖြစ်ပါတယ်။ဒါပဲနှစ်ပေါင်း40ကြာသွားခဲ့တာမြေပုံရဲ့အကူအညီမပါတာကြောင့်ဒေသတွေကိုတော့လုံးဝရှာမနေကြဘူးလို့ဖောကတော့ပြနေပြီ။ကျောင်းလက်ချက်ကလည်းသူတို့စီမှာမြေပုံရှိနေရဆိုတော့အချင်းချင်းအချိန်စားပြလိုက်ကြတာဒီမြေဟိုက်ထထားဖို့တက်ကြနေကြပြီ။အကြခင်ပဲအနီရောပြည်နယ်ကြီးကတုံးပြဆိုလို့ပုံကြောက်လာခဲ့ပါတယ်။အနီရောနဲ့ခရောက်တဲ့မယောက်ကညီကိုလေးဆိုပေမဲ့အနီရောပြည်နယ်ကအကူမတွေ့ရတာချပြီးဆိုပြီးတော့ဆက်တော့ခရောက်ပြည်နယ်ဖောကတော့ငါတို့တွေကတွေးမတော်ဘူးဆိုပြီးကောင်းရပြပါတယ်။ဒါမဲ့တော်လက်ဂျယ်ရီစီမှာရတနာမျိုးလို့ရှိရမှန်းလည်းသိလိုက်ရောချက်ချင်းဆိုလိုမျိုးတစ်ဖက်တစ်ဖက်သွားကြပြီးမြေပုံရောက်လိုက်လို့ကြပါတယ်။တိုစီကနေအကုန်လုံးဝိုင်းလို့ကြတော့တို့လည်းဘလို့မရတော့ပဲနောက်ဆုံးမှာတော့မြေပုံကအနီရောပြည်နယ်ကြီးကိုစီရောက်သွားခဲ့ပါတယ်။တော်လက်ဂျယ်ရီကတော့ဓာတ်လိုက်ကုန်နေရဲ့ဓမြလိုဆန်နေပြေးလာခဲ့ရပြီ။မြေပုံမရှိတော့အကြောင်းတော်ကစိတ်ပြက်နေပြီပဲဂျယ်ရီကတော့သူ့ရဲ့ကောင်းမှုမရှိတဲ့မြေပုံရဲ့ကွန်ပျူတာလိုက်ပြီးတဲ့တော့ဝါလာသွားကြခါရတနာကိုဆက်ပြီးချခွေကြပါတယ်။အချိန်တိုင်းသွားခဲ့ပြီးတော့မှမြေပုံလေးဟာအိတ်စွပ်ပြတ်ထားတဲ့နေရာကိုခက်ခဲလေးရောက်လာကြပြီးအဲ့ဒီနေရာတော့မိတော့တစ်ခုဖြစ်ကပြည်နယ်တစ်ယောက်ကလည်းမိတော့အောက်မှာရောက်နေပြီးပြဖြစ်ပါတယ်။ကံကောင်းလားတိုက်စင်လာလားမသိပေမဲ့အဲ့ဒီတိုင်းနဲ့ထဲမှာပဲမိတော့ကပေါက်ခွဲပြီးတော့ချိုးရည်ကြလာလားမလို့ဓမြရဲ့အားလုံးကိုတခါတည်းရှင်းပြီးသားဖြစ်သွားပြီးတော်လက်ဂျယ်ရီတို့ကတော့မိတော့ထဲမှာခုတစ်ခုတွေ့ရမလို့အထက်ဝင်ပြေးပါတယ်။ဒါမဲ့ဂူရဲကိုချက်ပြီးကမှမိတော့ပေါက်ခွဲတဲ့တိုင်ကြောင့်ငလေလောက်တာပြီးကြောက်ခွဲတွေပါတို့ကြလာတာဂူတော့ပိတ်သွားပြီးအထက်မှာလည်းချိုးရည်လေးရှိနေတာဘလို့မတက်နိုင်တဲ့အဆုံးမှာတော့တော်တော်ပဲဥဆောင်ပြီးတော့မြင်းကြီးကိုတူးပြေးလာလိုက်ရပါတယ်။
ကြောင်ကြီးကြောက်ခဲ့တဲ့လူလဲချလာကြပြီးချိုရီတွေခန်းသားတဲ့အချိန်မှာတော့မိတော့ရဲ့အလဲပခုံးမှာရှိနေတဲ့အိတ်ပုံစံပရိမကြီးတစ်ခုကိုတုံလက်ချယ်ရီတို့ကရှာတွေ့ခဲ့ကြပါတယ်။တုံလက်ချယ်ရီတို့အနာထိကကြည့်လိုက်ကြတဲ့အချိန်မှာဘယ်ကနေဘလို့ပေါ်လာမှမသိတဲ့ရီတိုင်ကြီးထွက်လာခဲ့ပါတယ်။တုံကလည်းပရိမကဘလို့ဖွင့်ရမလဲဆိုတော့မသိတော့ဟိုတုတီကျူတုံနေတဲ့အချိန်ကန်ကောင်းပြီးတော့လှွက်ခလုတ်တစ်ခုကိုနင်းမိသွားပြီးတခါမှတတိတစ်ခုကပွင့်လာပြန်ပါတယ်။ဒီတခါလေးမှာတော့ရေဒနာရဲ့ပိုင်ရှင်ဒီကွေးဝင့်နေဖြစ်တဲ့အယုံကားတစ်ခုကရှိနေသေးပြန်ပါတယ်။ဒီကတော့မင်္ဂလာဖအချော်သမားတွေလို့ဆက်လိုက်ပြီးဘယ်လိုကောင်လဲဒီတိရောက်လာပြီဆိုတော့ကန်ကောင်းစာနဲ့ပဲ Spanish မဲကိစ္စရတဲ့တသားလာပြီးတော့တွက်လိုက်တာကန်ဆိုးတာတော့ဒီကသူများရဲ့နာတွေကိုအချောင်ယူမဲ့သူတွေကိုတခုလို့တတ်မှတ်ထားတာပဲဖြစ်ပါတယ်ဒါကြောင့် Spanish မဲရဲ့နာတွေကိုယူမဲ့သူတိုင်းဖြစ်လို့ရမယ့်အခက်အခဲတွေရှိနေပြီးတုံတဲ့ချိန်တို့ဟာပထမဆုံးအနေနဲ့ရန်နာတွေကိုဆက်ထုတ်တဲ့ကျောင်းမိတ်ဆိုင်တွေရေးစရမှာပဲဖြစ်ပါတယ်ကျောင်းမိမကြခင်မှာပဲကျွန်တော်တို့ကအတက်ဝင်လာခဲ့ပြီးဆက်ရဲနေရကြောင်းတုံတဲ့ချိန်တို့ကကြောက်နေကြပေမဲ့ကျွန်တော်တို့အားလုံးစူးစီးပြီးသွားတဲ့အချိန်မှာခင်ဗျားရဲ့ချက်ဖိုင်ကြီးတောင်ဖြစ်သွားပါတယ်ဒီကတော့ကျွန်တော်တို့ဆိုရင်ကိုကြီးစိတ်ကိုများဖို့နဲ့ဒီနားမှာရှိနေကျွန်တော်တို့ကတိတ်ပြီးမလောက်တော့အကြောင်းလို့ပြောလိုက်တာတက်ကြီးဖြစ်သွားတဲ့ကြောက်မိတ်ဆိုင်ကြီးရတယ်ကျွန်တော်ထွက်တဲ့နောက်ကိုလိုက်ရပါတယ်ကျောင်းလက်ထွက်လည်းတက်လိုက်လို့ပြီးတော့ကိုစိတ်ပြေးနေရပြီးတော်ရထွန်းလဲနေရမို့လို့ချယ်ကြီးကဆွဲပြေးလာရပါတယ်ဒီလိုနဲ့ခဏနေတော့အကြက်တစ်ခုရလာပြီးတော်တစားခံလောက်ခိုင်းလိုက်တာကျွန်တော်ချက်ကိုတစားစီပြောင်းလို့ပေးလိုက်ပါတယ်တော်ကတော့ကျွန်တော်တို့ကြီးကတစားစီဖြစ်သွားလို့ဝမ်းသာနေပြီပဲသူ့ကိုတစားခံလောက်တဲ့ချယ်ကြီးတော့စိတ်ထဲမှာတိတ်မှတ်သွားပါတယ်ဒီလိုနဲ့တစားစီဖြစ်နေတဲ့ကျွန်တော်ချက်ကြီးစီရတယ်ကျွန်တော်တို့ကကိုစားကုန်စားတယ်တော်လို့စီကိုပြေးလာပြီးမြောက်တဲ့နေရာကနေမြောက်စီကိုပြန်ပြီးခေါ်သွားပါတယ်မိတော့စီရောက်တော့ဒီကကကွန်ပျူတာလေးပြောလိုက်ပြီးအထက်ဝင်ဖို့အတွက်တော့သွားရှာဖို့ခိုင်းလိုက်ပြီပဲဂျယ်ရီကတော့တော့ဟာတိုးရဲ့အထက်မှာရှိနေတဲ့ကြောက်တုံးမဲဆိုတာကိုကြိုးသိနေပါတယ်ဒီလိုနဲ့တော့ရသွားတဲ့အချိန်မှာတော့ဒီကကတော့တစ်ခုကိုထုတ်ပေးပြီးဘေဒီကိုဖြစ်စေတိုင်းပဲတိုးကတော့အများကြီးစဉ်းစားမနေတော့ပဲသူ့အထက်မှာရှိနေတဲ့ကြောက်တုံးကိုကြောက်လို့ခွဲပြီးတော့တော်ပေးလိုက်ပါတယ်ဒီကလည်းစစ်စစ်နဲ့ရင်းနေပြီးသူ့ရဲ့ဘေဒီကလည်းတိကျသွားရင်တော့ဆိုပြီးတကားတစ်ခုကိုဖွင့်ပေးလိုက်ရပြန်ပါတယ်တိုးကတကားဖွင့်လာနဲ့ပြည့်ဝမလို့နေပြီးရန်တိုင်းမတွေ့ခင်တော့အတူတူပူပူတဲ့ပြောလာတဲ့ဂျယ်ရီကိုလည်းအယုံရလှုပ်ပြလိုက်ပါတယ်ဒီကတော့သူ့ရဲ့စကားမဆုံးသေးတော့နဲ့တော့အထက်ရောက်တဲ့အချိန်ကတော့မှအထက်မှာခဏလေးအနိုင်ရှိတဲ့အကြောင်းပြောလာပါတယ်ဂျယ်ရီလည်းတော်ဆိုရင်ပြေးလိုက်နေမယ်တော့ကတော့အထက်မှာတက်လုံးပြီးတော့တားနေချပါပြီဒီကတော့ခဏလေးကိုကြောက်လို့ရှိရင်ဒီကနေပြန်နဲ့ပြန်လို့ဆိုင်တဲ့အကြောင်းပြောနေပြီးဂျယ်ရီကတော့ရှိရှိဝေးတွေးမနေတော့ကဒီကိုကနေရာနဲ့ဆွဲထုတ်လိုက်ပြီးအပေါ်လေးမို့ကလှေကားကိုဖက်လာလိုက်ပါတယ်တော့လည်းအပြားနဲ့ကြီးပါလာပြီးနောက်တစ်စီကတော့မှတ်ညာဆန်းတဲ့အစ်စ်မဲလို့ဒီကိုကပြောပါတယ်ဒီအစ်စ်မှာတော့ဒီကိုကဂျာမန်အောက်ရတစ်ခုကိုပြပေးပါဖြစ်ပြီးအဲ့ဒီအခရာကိုမှန်အောင်တင်ရေးပေးရမှာပဲဖြစ်ပါတယ်ဘယ်ဟာရွေးရရတနာကြီးကိုပွက်တဲ့တခါဒါမှမဟုတ်အပြုံထွက်တဲ့တခါလေးပွက်လာနိုင်မှာဆိုပေမဲ့ပါပြီးရင်းပြီးလို့ရှိရင်တော့အပေါ်ကနေလက်စစ်တွေစီးတွေရဲ့မီးလုံးကြီးနဲ့မူးချိုးပြချခံရမှာပဲဖြစ်ပါတယ်ဒီကတော့သူ့ရဲ့အစီအစဉ်ကိုလောကပြပြဆုံးတယ်လို့ထင်နေပေမဲ့အချိန်အသက်တမမိတာမလို့ဂျယ်ရီကအတော်နဲ့မဆွေးပါဘူးအတော်ကြတော့မှအချက်တစ်ခုကောက်လိုက်ပေမဲ့သူရွေးလိုက်တာအမားကြီးဖြစ်နေရကြောင်းအနောက်ကနေအခိုက်လာဖက်တဲ့တော့မူးချိုးပြတာကိုခံလိုက်ရပါတယ်ဒီကမှာသူ့ကလေးတိုင်းတကားတစ်ခုဖွင့်ပေးလိုက်ပြီးဂျယ်ရီရဲ့တကားတိုင်းပဲဆင်းသွားတော့ရတနာလေးအများကြီးကိုတွေ့လိုက်ရပါတယ်ဒါမဲ့ဒီကမှာနောက်ကနေလာပြီးရတနာလေးကဟိုကသွားယူဒီကသွားယူဆိုပြီးအတင်းတော့နေရကြောင်းဂျယ်ရီလည်းအနေနဲ့တော့မတင်ကမတင်ဖြစ်လာပါတယ်တကယ်တော့ရတနာထားတဲ့နေရာမှာအေးမပီကြီးသားကြီးတကောင်မှရှိနေတာဖြစ်ပြီးဒီကမှာဒီကောင်ကြီးကဘာမှမကြောက်တတ်တာမလို့မင်းတို့ကောင်တွေတော့သွားပြီဆိုပြီးယုံကြည်မှုအမြင့်နဲ့ပြောနေပါတယ်ဒီအချိန်မှာအနောက်ကနေဖိုးခါခါနဲ့ထလာတဲ့တော်တဲ့နေရောအေးမပီကြီးသားကြီးဟာတစ်ချိန်လုံးကသူ့ရဲ့ကောင်မကိုအနောက်ကြီးကျကြတာတော့လိုက်ဆက်ထားတဲ့ကောင်မတီးသွားပြီးဒရာဟော့တတိယသွားကတခါနဲ့ငယ်တဲ့မောင်အော်ပြီးထွက်ပြေးသွားတော့တယ်ပီကြီးသားရဲ့အော်တိုင်းကဂူဘိုးကတက်ဆက်ပန်းဆွဲရတယ်ပီကြီးသားပေါ်ကိုတွေ့ကြကြပြီးပီကြီးသားရဲ့သူ့ကနဲ့သူပဲချောသွားရပါတယ်ဒီလိုနဲ့ပဲဒီကိုလည်းစိတ်ပြက်လက်ပြက်နဲ့ပဲ Spanish ပဲရတနာတွေကိုမင်းတို့ရှာပါပြီဆိုပြီးတရားဝင်ညာပေးလိုက်ရတာကျွန်တော်တို့လည်းရတနာပုံလေးကိုဒိုင်းနဲ့ပြုတ်ဝင်လိုက်ကြပါတော့တယ်ဒီကိုကအခုချက်လေးစပြီးအရင်ကထွက်ပေါက်ကနေထုတ်လို့ရတဲ့အကြောင်းကိုကျွန်တော်တို့ကိုပြောပြီးစိတ်ပူပေးနေတာသူကတော့ခြေပြီးကိုပါဆွတ်ပြတာနဲ့မှထည့်ပေးလိုက်ပြီးအပြည့်ကိုမနိုင်မနေနဲ့ထွက်လာခဲ့ပါတယ်ပြဿနာအဲ့ကမှစပြီးလောကရဲ့ထုံးစံအရာကြောင်လက်ကျွတ်တို့ကရတနာရပြီဆိုတာနဲ့စပြီးလုပ်ကြပါတယ်သူတို့ရဲ့လူလူကောင်းနေတဲ့အချိန်မှာအနီရောင်ပဲတွေနဲ့ခရီးရောပဲတွေနဲ့မှရောက်လာကြပြီးအကုန်လုံးတိုင်လူကြတဲ့အချိန်လေးဖြစ်သွားပါတယ်ဒါမဲ့အရေးကြောင့်လည်းမှဂျယ်ရီကတောက်နေတော့တို့လည်းရတနာတက်တာထဲမှာဝင်နေရထင်ပြီးဖက်ချပြီးလည်းလုံးဝမတွေ့ပါဘူးပင်လယ်မတယောက်ကတော့ရတနာတက်တာကိုသူ့ပိုင်နဲ့ငါပိုင်နဲ့ဆိုပြီးလူကောင်းနေတယ်ပြီးအနီရောင်ပင်လယ်ကသူ့ရဲ့ဘာသာပဲတက်လူကြီးတို့ပါတခါရအလုပ်ထုတ်ပြလိုက်ပါတယ်ခရီးအကိုကြီးကတော့သူကအကြီးဆုံးမလို့သူတက်တယ်လို့ပြောနေတဲ့အချိန်အပြောင်ပင်လယ်များကကျိုးရောက်လာပါတယ်သူကတော့ဓမြရင်ချွတ်ချွတ်ဖြစ်လာမလို့အခွင့်ကောင်းယူလိုက်ပြီးအတားလေးပဲလစ်ပြီးသွားပါတယ်ချက်ချင်းဆိုသူတို့ပဲကဲကြီးပေါ်မှာစက်ပွဲအငယ်သားလေးတစ်ခုဖြစ်သွားပြီးအားလုံးချုပ်နေကြတဲ့အချိန်မှာပဲဂျယ်ရီဟာရတနာတက်တာကိုမှပြီးထွက်ပြေးသွားပါတယ်လေရေအကုန်လုံးလည်းမူလီနဲ့အပေါက်တွေခေါက်ထားခဲ့တာမို့လို့လေရေတုံးပြီးတော့တင်မော့စီကိုလိုက်လို့မရတော့ပါဘူးဒါကြောင့်ပဲတုံးကတော့ချက်ချင်းပဲအကျထွက်လိုက်ရပြီးအုံးမျိုးကိုလိုက်ကတင်မော့စီကိုဆက်လိုက်ဖို့လုပ်ပါတယ်ဒါပေမဲ့သူ့ရဲ့နောက်ကိုစပိုက်မှာတစ်ခါလေးပါလာပါတယ်တင်မော့ပေါ်ရောက်လာတဲ့စပိုက်ကိုဂျယ်ရီဟာရှူရဲလောက်ထားတဲ့အရိုးတစ်ချောင်းနဲ့ထိုးပေးလိုက်ပြီးစပိုက်ကကြီးသူ့ကြောင့်ပဲတွဲရတော့ချက်ချင်းပဲကိုမတက်တဲ့ဘောအောင်ရောက်သွားခဲ့ပါတယ်အခုဆိုရင်တင်မော့ပေါ်မှာကြောက်တဲ့ကောင်တွက်တဲ့ကောင်နဲ့ခွေးတဲ့ကောင်နဲ့ပြီးတော့ပယ်လင်မိုက်ကြီးတဲ့အလုပ်ပြုတ်ခံလိုက်ရတဲ့ခတ်သုံးကောင်ပဲကြံပါတော့တယ်ဒီပုံပြင်လေးကတော့ကျောင်းတစ်ခေါက်နဲ့ကျွတ်တဲ့ကောင်တော့ဓမြတော့ရဘလို့ဘွားတက်ခရလဲဆိုတဲ့ပုံပြင်ဖြစ်ပြီးကျွတ်မှာတိုင်နေတဲ့ဓမြတွေကတော့ကျောင်းတော်မိတ်ဆိုင်ရိုက်ဖမ်းတာကိုခံနေကြရပါတယ်